အားလုံးမင်္ဂလာပါကျွန်တော်ရဲ့ Horror by Way Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်နေပြပြမယ့်ကြောင်းရကတော့အလွန်ကြောက်စရာကောင်းတဲ့အဖြစ်အပျက်တစ်ခုပေါ့ကျွန်တော်နာမည်က Cash မွန်မိုင်းမှာနေပါတယ်ဒီဖြစ်ပျက်တွေကလွန်ခဲ့တဲ့2လလောက်ကဖြစ်ခဲ့တာပေါ့တနေ့ကျောင်းနေပိတ်လို့အားလည်းရမှာဇာတိရွာလေးကိုပန်းပြေကြီးထွက်မယ်ဆိုပြီးတငယ်3ယောက်နဲ့အတူမိဘတွေစီကခွင့်ပြုချက်တောင်းခဲ့တယ်ဒီလိုနဲ့နောက်နေ့တငယ်ချင်းနေနဲ့ယထာစီပြီးရွာကိုပျော်ပျော်ကြီးထွက်လာခဲ့တယ်ဘူတာရောက်တော့အဖေကဦးလေးကိုဖုံးဆက်ထားတယ်တင်ပါတယ်ရထားဆိုင်တာနဲ့ဦးလေးကတန်းလာကြိုတယ်အဖေက2ရက်လောက်စောက်ချလိုက်အောင်လို့မှားလိုက်ပုံပေါ်ပါတယ်ညနေဆောင်ကြဦးလေးအိမ်ကိုမောမောပန်းပန်းနဲ့ရောက်လာခဲ့တယ်ကျွန်တော်တို့တငယ်ချင်းတွေကိုနေရာထိုင်ခင်းရှာပေးပြီးတာနဲ့ညစာတန်းကျွေးခဲ့တယ်ကျွန်တော်တို့ဖွဲ့လေတလန်းလုံးအကြောင်းတွေကိုပျော်ပျော်ကြီးပြောရင်းညစနစ်ကြော်သွားတာကိုမေ့နေခဲ့တယ်ကျွန်တော်တို့မိတ်ခင်ဦးလေးကလာပြီးတော့မှားတယ်ညာကြီးရှိမတော့အပြင်ကတောတွေတွေကိုမသွားဘူးပေါ့မသိနိုင်တဲ့တောရိုင်းလိမ့်ဆန်နေရှိတဲ့အကြောင်းကိုကျွန်တော်တို့မှားခဲ့တယ်တနေ့ကုန်ပင်မထားတော့မှုရတွေကလည်းအိဆက်လွန်နေတာနဲ့တန်းပြီးတော့အိပ်ပျော်ခဲ့တယ်ခဏနေတနားရီလောက်မှတကားပွင့်တဲ့ရှေ့တန်းနေကြတော့ကျွန်တော်လန့်လို့ပြီးမျက်လုံးဖွင့်ကြည့်လိုက်တော့ဦးလေးကမီးတုပ်တစ်ချောင်းကိုကန်ပြီးအိမ်ပြင်ကိုထွက်သွားခဲ့တယ်ကျွန်တော်ထင်တာကအိမ်သားဖြစ်သွားတယ်ထင်ခဲ့တာကျွန်တော်သူ့ပြန်လာကိုစောင့်နေခဲ့သေးတယ်ဗျနိုင်ဝက်ကျော်လောက်ထိပြန်မလာတော့တခုတော့မှားနေပြီဆိုတာသိခဲ့တယ်ကျွန်တော်လည်းဘေးကတငယ်ချင်းကိုလှုပ်လို့ခဲ့တယ်။ဟိအောင်သားကြီးထတော့တခုခုတော့မှားနေပြီ။ဦးလေးအပြင်ကိုထွက်သွားတာအခုထိပြန်မလာသေးဘူး။တနားရီလောက်ရှိပြီ။ဟိုကောင်လေးကနှိုးလိုက်တော့ငါကတော့အရင်လိုက်သွားကြည့်လိုက်မယ်လို့ဆိုပြီးကျွန်တော်အပြင်ကိုထွက်လာခဲ့လိုက်တယ်။ကျွန်တော်လည်းကြောက်ကြောက်နဲ့ဓမီကလပ်ကိုကန်ပြီးအိမ်သားရှိရကိုထွက်လာခဲ့တယ်။အိမ်သားနားကိုရောက်တော့ကျွန်တော်အိမ်သားလေးကိုဓမီထိုးကြည့်လိုက်တယ်။အိမ်သားထဲမှာဘာမှရှိမနေခဲ့ဘူး။ညဆိုတော့အတန်တွေကလည်းဖားအတန်တစ်ခုပဲရှိနေပြီးကျန်တဲ့အတန်တွေကတိတ်ဆိတ်ပြီးပဝန်းကျင်ကလည်းအိပ်ဆက်နေကြတယ်။ဝိပပတ်လေကိုဓမီနဲ့ထိုးကြည့်တော့လေဦးလေးနဲ့တူတဲ့အရေးအောင်တစ်ခုမှမတွေ့ခဲ့ရဘူး။ကျွန်တော်လည်းဒီလိုနဲ့အိမ်သားရဲ့အနောက်ကလေကွင်းထဲကိုထွက်လာခဲ့တယ်။လေကွင်းထဲမှာဦးလေးရှိနေမှာပေါ့။ရှုံတွေကလည်းရမ်းထူတော့မနှဲကိုလမ်းလျှောက်လာရတယ်။လေကွင်းလေလောက်ရောက်တော့ဦးလေးရှိလားဆိုပြီးကျွန်တော်အတန်ပေးခဲ့တယ်။ရုတ်တရက်ကျွန်တော်အော်နေတာကိုရက်ပြီးအတန်တိတ်လိုက်ပါတယ်နောက်ကိုတစ်ချက်လဲပြီးရှုံပုတ်ထဲကိုမီးထိုးကြည့်လိုက်တယ်ကျွန်တော်လည်းအနာကဂဲတစ်ခုကိုကန်ပြီးအတန်ရှိရကိုဘာကောင်များဖြစ်မလဲလို့လိုက်ရှာခဲ့တယ်ကျွန်တော်ရဲ့ညာဘက်ရှုံပုတ်ကနေတော့အကြီးကြီးတောင်ထွက်လာပြီးကျွန်တော်ကိုခွေပါတော့တယ်လက်ထဲကဓမီကအဝေးကိုလွန့်သွားတယ်တော့ဝဲရဲ့အဆွဲပြီးသွားပြီးမျိုးလုံးကြီးကြားကနေသွေးတွေထွက်နေတာကိုမြင်လိုက်ရတယ်ကျွန်တော်ရမ်းကိုလန့်သွားတယ်အလီနာကဓမီကိုကန်ပြီးတော့ဝဲရဲ့မျက်နှာကိုတက်တက်ထိုးထားလိုက်တယ်ဘဝမှာတစ်ခါမှလောက်ကြီးတဲ့ဝက်မျိုးကိုမြင်မှုခဲ့ဘူးဦးလေးကတတိထားဖို့ပြောခဲ့ပြီမဲ့အခုရှင်တွေကသူ့ကိုခဲနဲ့ထူတာလို့သူကစိတ်တူနေပုံရတယ်အဲ့ဒီရှင်ဘေးနားကနေကျေလောင်တဲ့ဘုံတန်တစ်ခုထွက်လာခဲ့အဲ့နေရာကိုတောဘက်ကိုကျွန်တော်ကိုအာရုံရောက်သွားတယ်ဘုံတန်ကြောင့်တောဘက်ကလေကွင်းရဲ့နောက်ထက်ကတောအုပ်ထဲကိုပြန်ပြေးသွားခဲ့တယ်အဲ့အရှင်ကျွန်တော်လည်းကြောက်စိတ်ရောသွားပြီဘုံလာရနေရာကိုကြည့်လိုက်တော့ဝိယုံဝတ်ထားပြီးမိရင်ကင်ထားတာကိုဦးလေးထင်တဲ့အနီးနားကိုပြေးသွားခဲ့တယ်အနီးနာမလန့်မကန့်ရောက်တော့အဲ့လူကကျွန်တော်ဦးလေးမဟုတ်ဘူးဆိုတာကိုသိလိုက်ရတယ်ကျွန်တော်တုံလောက်သွားတယ်ဘာလို့လဲဆိုတော့အဲ့လူရဲ့အရာကခုနှစ်ပေနီးပါးရှိမယ်လက်တွေရှိတွေကလည်းရန်ကိုပြူစုပြီးတာမန်လူရဲ့ခန္ဓာကိုယ်နဲ့မတူဘူးမျက်နှာကတော့တခြားမြင်ရပေမဲ့ထူးဆန်းတဲ့ပြားရောင်မျိုးလုံးလိုအရာကိုတော့တွေ့ခဲ့ရတယ်ကျွန်တော်လည်းတုတ်တုံမှမလုပ်ပဲအဲ့နေရာမှာရက်နေခဲ့တယ်အဲ့ဒီရှင်အဲ့ဒီကောင်ကြီးကဦးပါကျွန်တော်ကြောက်လန့်ပြီးမေးလဲသွားခဲ့တယ်။နောင်လေးမနေ့ရောက်တော့ကျွန်တော်ဦးလေးအိမ်ကပြန်လို့လာခဲ့တယ်။ဝိနာမှာတငယ်ချင်းတွေလည်းရှိနေခဲ့တယ်။လေဝဲမြင်ဝိနာမှာလဲနေတာတွေ့လို့ရွာသားတချို့ကကူညီပြီးဦးလေးစီပြန်ဖို့ပေးခဲ့တာလို့ပြောတယ်။ကျွန်တော်လည်းညကပြက်ပြက်ကိုဦးလေးကိုပြောပြတော့အဲ့ဒါဆိုငါတူတွေ့ခဲ့တာဦးလေးတို့ရွာအနီးနားကတောကိုအုပ်စုတယ်။ဒေါဆောင်ဘလူးကြီးဖြစ်ဖို့များတယ်။သူကဦးလေးတို့ရွာတွေလဲတွေကိုတောရိုင်းလိမ့်စံနေပြက်စီးအောင်ကာကွယ်ပေးနေတယ်လို့တော့ဦးလေးကြားဘူးတယ်လို့ပြောတယ်။ဒီဖြစ်ပျက်ကတော့ကျွန်တော်ဘဝရဲ့အဆိုးဝါးဆုံးအတွေ့အကြုံတစ်ခုပါပဲ။